ဒီနေ့ကျွန်တော်စီကို Binance ကနေပြီးတော့လက်ဆောင်ပို့လိုက်တဲ့ box တစ်ခုထပ်ရောက်လာပါတယ်ဆိုတော့ဒီ box ထဲမှာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ unboxing လုပ်တော့မှာဖြစ်ပါတယ်ဒီတစ်ခါ box ကတော့နည်းနည်းလေးကြီးတယ်ပေါ့နော် Binance ရဲ့လက်ဆောင် box တွေကတော့ကျွန်တော်တို့ packaging quality နဲ့တော်တော်မိုက်တယ်လို့ပြောရပါမယ်ဘူးကလည်းရမိုက်တယ်ပြီးတော့လို့ရှိရင်ဒီမှာကျိုးနဲ့လည်းတစ်ချက်ပတ်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီကျိုးလေးကိုဖြုတ်ကြည့်လိုက်မယ် Okay ဆိုတော့ကျိုးဖြုတ်ကြည့်လိုက်ပါမယ် Okay đó là box ကိုပတ်ထားတဲ့ကျိုးလေးဖြစ်ပါတယ်ဆိုတော့ကျိုးလေးတစ်ချက်ထားလိုက်မှာပေါ့နော်ကျွန်တော်တို့ဒီ box ကိုအတွင်းထဲမှာဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ဖွင့်ကြည့်ပါမယ် Okay ဆိုတော့ box ကိုတစ်ချက်ဖွင့်လိုက်မယ်ဒါတော့ကျွန်တော်တို့ box ဖွင့်လိုက်တဲ့အချိန်မှာမြင်ရတဲ့ဟာပေါ့နော်အတွင်းထဲမှာကျွန်တော်တို့ဒီမှာ Binance ရဲ့ကက်လေးတစ်ခုပါမယ်ဒီဘက်မှာတော့တရုတ်လိုရေးထားတယ်ပေါ့နော်မိုက်ပါတယ်ဒါလေးလဲဒီမှာနောက်ထပ် Binance ကက်လေးတစ်ခုပါမယ်ပေါ့နော်ပထမဆုံးမြင်ရတာတော့ကျွန်တော်တို့ဒါကတော့အင်ကြီးဖြစ်ပါတယ် Binance ရဲ့အင်ကြီးဖြစ်ပါတယ်ကျွန်တော်ဒါလေးတစ်ချက်ခွာလိုက်မယ်ပေါ့နော် Okay Okay ဆိုတော့ဒါကတော့ကျွန်တော်တို့ Binance ရဲ့အင်ကြီးဖြစ်ပါတယ် Binance ရဲ့အင်ကြီးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ Binance TA ဖြစ်နေတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အင်ကြီးမားထည့်ပေးလိုက်တာပါတကယ်တော့ဒီမှာ Binance logo တစ်ခုတည်းနဲ့ Binance Global ဖြစ်ရမှာပါဒီ TA ကတော့ကျွန်တော်တို့မှားသွားတာပေါ့နော်ဆိုတော့ကျွန်တော်ဒီနောက်ဖက်မှာလည်းကျွန်တော်တို့ပါပါတယ်ဒီနောက်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ Binance TA ဆိုပြီးတော့ပါတယ်ပေါ့နော်အင်ကြီးအသားလည်းအရင်မိုက်ပါတယ် quality ကတော့ပြောစရာမလိုပါဘူးအရင်မိုက်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဘာပါမလဲဆိုတော့တစ်ချက်ကြည့်လိုက်မှာပေါ့နော် Okay Okay ဆိုတော့ချက်ဖွင့်လိုက်မယ်ဒီမှာ Binance ရဲ့ကက်လေးနောက်တစ်ခုပါတယ်ပေါ့နော် Binance ကက်ပါမယ်ဒီဘက်မှာလည်းကျွန်တော်တို့ဒီလိုမျိုးလေးပါမယ်ဒီဟာကဘာဖြစ်မလဲဆိုရင်ဒါကတော့ကျွန်တော်တို့ phone case တွေဖြစ်ပါတယ်ကျွန်တော် phone cover တွေဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့iPhone 15 အတွက် phone case ဖြစ်ပါတယ်ဒီမှာပါဒါတော့ iPhone 15 အတွက် phone case ဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ဒါလေးပြန်ထည့်လိုက်မယ်နောက်တစ်ခုသွားကြည့်လိုက်မှာပေါ့နော်နောက်တစ်ခုကတော့ဒီကောင်ကတော့ iPhone 14 Pro Max အတွက် phone case ဖြစ်ပါတယ်14 Pro Max အတွက် phone case ပါဖုန်းကဘာတွေရောရမ်းမိုက်ပါတယ်ကျွန်တော်ဒီကောင်လေးဆိုတော်တော်မိုက်တယ်ပေါ့နော် Binance ဆိုတဲ့စာတန်းအနေနဲ့ပတ်ထားတဲ့ပုံစံမျိုးလေးရမ်းမိုက်ပါတယ်ဆိုတော့ကျွန်တော်ပြန်ထည့်လိုက်မယ်ပြီးသွားရင်နောက်တစ်ခုကတော့ဒီကောင်ကတော့ iPhone 14 Pro တက်ဖြစ်ပါတယ်ဒီကောင်လေးကတော့ရိုးရှင်းရှင်းပဲပေါ့နော်ကျွန်တော်တို့ဒီမှာ Binance logo တစ်ခုပဲပါမယ်ပြီးသွားလို့ရှိရင်အောက်မှာ Binance ဆိုပြီးတော့ပါမယ်ပေါ့နော်အဲ့တော့ iPhone 14 အတွက်ဖြစ်ပါတယ် iPhone 14 Pro တက်ဖြစ်ပါတယ်phone case တွေကရမ်းမိုက်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင်လည်း Binance logo နဲ့အောက်မှာ Binance ဆိုပြီးတော့ရိုးရိုးရှင်းရှင်းပါပဲထည့်ထားလိုက်မယ်ပြီးတော့ရင်နောက်တစ်ခုကဒီကောင်ကတော့ iPhone 16 အတွက်ဖြစ်ပါတယ်ဒီကောင်ကတော့ BNB holder တွေကြိုက်မယ်ထင်တယ်ပေါ့နော်ဒီမှာဆိုရင် BNB ဆိုပြီးတော့ရေးထားတယ်ပြီးတော့ရင်အောက်မှာ Binance ဆိုပြီးတော့ရေးထားပါတယ်ပေါ့နော်ဒီအောက်မှာဆိုရင်လည်း Binance ဆိုပြီးတော့ပါတယ်ဒီကောင်ကတော့ iPhone 16 အတွက်ဖြစ်ပါတယ်နောက်တစ်ခုကဒီကောင်ကတော့ iPhone 13 Pro Max အတွက်ဖြစ်ပါတယ်ဒီမှာအောက်မှာလည်း Binance ဆိုပြီးတော့ပါပါတယ်ဒီကောင်ကတော့ iPhone 13 Pro Max အတွက်ဖြစ်ပါတယ်Okay ဒီမှာဆိုရင် phone cover 5ခုပါတယ်ပေါ့နော်ကျွန်တော်တို့အောက်မှာဘာပါမလဲဆိုတော့တစ်ချက်ကြည့်လိုက်မယ်ပေါ့အောင်ထုတ်လိုက်မယ်အောက်မှာတော့ဒီမှာ short 8လေးတစ်ခုနဲ့ပါပါတယ်အဲ့ထဲမှာဘာပါမလဲဆိုရင်ချက်ဖွင့်ကြည့်လိုက်ပါမယ်အဲ့ထဲမှာတော့ကျွန်တော်တို့ဖနက်ဖြစ်ပါတယ်
ဒါတော့ကျွန်တော်တို့ Binance ရဲ့ဖက်နက်ဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာဆိုရင် Binance ဆိုပြီးတော့ပါမယ်ဒီဘက်မှာလည်း Binance ဆိုပြီးတော့ပါမယ်ပေါ့နော်ဖက်နက်က quality ရမိုက်ပါတယ်စီးလိုက်ရင် comfort ဖြစ်မဲ့ဖက်နက်ပါပဲဆိုတော့ကျွန်တော်ဒီ box ထဲမှာဆိုရင်ဖက်နက်ပါမယ်ပြီးတော့ရင်ဖက်နက်ထဲတဲ့အိတ်ပါမယ်ဒီမှာ Binance ဆိုပြီးတော့ပါမယ်အိတ်မှာကကျွန်တော်အိတ်ကသူကြီးပဲတက်တက်တောင်သုံးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာဖက်နက်ပါမယ်ဖက်နက်ထဲတဲ့အိတ်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့ phone case 5ခုပါမယ် phone case 5ခုကတော့ကျွန်တော်တို့ဒီမှာ13 တော့ပါမယ်15တော့ပါမယ်ပြီးတော့လို့ရှိရင်15 Pro တော့ပါမယ်16တော့ပါမယ်ပေါ့နော် phone case 5ခုပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာ Binance ရဲ့အင်ကြီးတစ်ထည်ပါပါမယ်အင်ကြီးကတော့ Binance TA ဖြစ်နေတယ်ပေါ့နော်အင်ကြီးက quality ရောအသားရောအရမ်းမိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီ box မှာဆိုရင်ပါတဲ့ပစ္စည်းတွေရောဒါတွေပါပဲခုလိုမျိုးလက်ဆောင်ပစ္စည်းတွေပို့ပေးတဲ့ Binance ကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်